ခုကတော့ကျွန်တော်ရှူတင်သမင်းစားဘူးသွားပြီပေါ့နော်ရှူတင်သမင်းစားနေတာဖြစ်ပါတယ်ခင်ဗျာစားကြပါဦးဟိုမာကြီးရှင်းနေကောင်းပါလေခင်ဗျာကျွန်တော်တို့ရုပ်ရှင်ပွဲသားတွေလမ်းဘေးတနေရပါတော့အဲ့လေခုကတော့ကျွန်တော်တို့ဖိုက်တင်ကပေါ့နော်မင်းသမီးကိုပြန်ခေါ်တဲ့ဆင်းရိုက်ပါဖြစ်ပါတယ်ဟုတ်ပါလားဗျာ။ဘယ်လိုမျိုးမြင်မှုလဲ